နဲ့အိယာထားပြန်လာတဲ့မဆာငါရက်ခွက်တွေချဆေးလေးပြကွက်ထဲကခုံးငွေတွေကြအချိန်ကလည်းရှိခဲ့ဘူးတဲ့ခန်းချင်းလေးထဲမှာငါတယောက်တည်းနေတိုင်းပဲစားလိုက်အိမ်လိုက်နဲ့နေလာခဲ့တော့6 လပြည့်တော့မယ်ကြောင်းတွေရမလက်ကနေညမိုးချိုသွားတဲ့ထီတော့မပြတွေများအိတ်ကထဲထဲလာတဲ့နင်းတပုံလေးကိုငါကိုနဲ့မီတော့ဘာလို့လဲနေမရှိတဲ့ငါရဲ့ဘေးဘက်ချမ်းလေးဟာတမ်းမဲ့သွားခဲ့ကဲဆိုးမမောင်ချစားနေကြတမင်းတော့လုံးဝမြုံချခံဝါကနာကြီးတော့ရက်တန်းလို့သွားနေရဖြစ်ဒီမူမှာငါရှိသေးရဲ့လားဘာကြောင့်လဲမင်းထွက်သွားခဲ့ငါရဲ့အမတ်တရားသစ်ပင်ကြီးကချောက်ကလို့ကြည့်ွယ်ကောင်းအပြင်ကလမ်းခေါ်လိုက်တဲ့လူတယောက်တော့တွေကမန်းတို့ရောက်စားအိမ်လေးကိုပင်ကြည့်တဲ့အခါမင်းနဲ့ငါမဟုတ်တဲ့တခြားချောင်းနဲ့ဖိတ်စာဟာသွားပြီကပပြက်ပြီလုံးဝစောက်တီလို့များတဲ့ရေတော်တူမပူတဲ့အိမ်မများလဲငါရင်ထဲမှာတော့ကပြီးတော့ထားလို